မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျမင်္ဂလာပါသူကငွေနှင်းမို့ site ထုတ်တွေကိုတိုင်ကြီးထည့်မပေါင်းခင်မှာเนาะကျွန်တော်တို့ကဂွန်းနဲ့ဆိုတာရှိတယ်เนาะသတင်းစာစက်ကူနဲ့ဆိုတာသတင်းစာစက်ကူနဲ့တေကွန်နဲ့ပိတ်တာရှိတယ် plastic နဲ့ပိတ်တာရှိတယ်စသဖြင့်ပေါ့နီးမျိုးလုပ်ကြတယ်အဲ့မှာဗျာအခြေခံအကြဆုံးလေးเนาะဒါနီးပညာနဲ့မဆိုင်ဘူးကိုစဉ်းစားတွေးခေါ်မှုနဲ့ပဲစဉ်းစားကြည့်လိုက်ကျွန်တော်တို့ကတိုင်ကြီးတွေကိုထည့်ပြီးပေါင်းမယ်တိုင်ကြီးတွေထည့်ပေါင်းတဲ့အချိန်မှာเนาะသတင်းစာစက်ကူနဲ့ပိတ်အဲ့သတင်းစာစက်ကူကြီးပြည့်မသွားဘူးလားဘာဖြစ်လို့ဆိုလို့ရှိရင်တိုင်ကြီးထဲမှာရင်နူးမှုတွေနဲ့ပေါင်းတာလေဒီ plastic ကြီးတောင်မှပဲပျော့ပြဲပြီးအထက်က plastic တွေထည့်ထားတဲ့အစာတွေနုနဲ့သွားအောင်ပေါင်းလိုက်တာဖြစ်တဲ့အတွက်ဒီမှာသတင်းစာစက်ကူနဲ့ပိတ်ပြီးတော့ပေါင်းတဲ့နီးသည်ကျွန်တော်ကတော့အပူကုန်တယ်လို့ပဲယူဆပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကသတင်းစာစက်ကူနဲ့ပိတ်ပြီးပေါင်းတဲ့နီးကိုမသုံးပါဘူးเนาะဒုတိယတစ်ချက်ဒီဂွန်းထည့်ပြီးပေါင်းတာလည်းရှိတယ်เนาะဂွန်းထည့်ပြီးပေါင်းတယ်ဆိုရင်အဲ့ဒီအချိန်မှာဂွန်းညမ်းเนาะဂွန်းညမ်းကိုထည့်ပေါင်းတာယူဒနာဂွန်းအစ်စ်ကိုထည့်ပေါင်းတာမဟုတ်ဘူးเนาะဂွန်းညမ်းနဲ့ပိတ်တာဂွန်းညမ်းဒီသူကဝင်ကျယ်ကြီးဗျာတပိတ်သားမှာ800 1000ပဲရှိတယ်ဒါပေမဲ့အဲ့ဒီအထုတ်လိုက်ကြီးကိုကျွန်တော်တို့ကနေပို့မရှိတဲ့နေရာကိုပို့လို့မရှိတဲ့နေရာကိုပို့ရတာဖြစ်တဲ့အတွက်ပတ်စံတွေပို့ကုန်တယ်เนาะပတ်စံတွေပို့ကုန်တယ်ပြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ဒီထဲမှာပါဝင်တဲ့ဒီရင်းနှီးငွေနဲ့ဒီ plastic ထဲမှာရှိနေတဲ့စိုက်ထုတ်ထဲမှာရှိနေတဲ့အစာတွေကိုကျွန်တော်တို့ကနတ်အောင်နတ်ဖို့ပဲလိုတာဖြစ်တဲ့အတွက်အထဲကိုရင်းနှီးငွေတွေလည်းဝင်လို့ရှိရင်အထဲမှာလည်းအဆိုဓာတ်တွေကထပ်ပြီးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကplastic ကိုကျွန်တော်နီးရ plastic ကိုသုံးတယ်เนาะကျွန်တော်နီးရ plastic ကိုသုံးတယ်အထဲကိုယူနုမှုမဝင်တော့เนาะအထဲအပေါ်ထိတ်ကတွေမဝင်ဘဲနဲ့ဘေးကိုကျွန်တော်တို့ပေါင်းလိုက်ပြီးတော့ဘေးအပေါင်းကအပူချိန်နဲ့ပဲကျွန်တော်တို့အထုပ်ကိုနှောက်အောင်လုပ်လိုက်တာအဲ့တော့အဲ့ plastic တွေကပြီးလို့ရှိရင်ပြန်သုံးလို့ရတယ်เนาะအဲ့ plastic တွေပြန်သုံးလို့ရတယ်ပြီးတယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်လည်းတက်တာတယ်ဂုံးကြတော့ဒီကောင်ကိုဂုံးကိုပြန်ပြီးထုတ်လိုက်တော့တော်အဲ့ဂုံးက2ခါ3ခါလောက်ပြီးပြီဆိုလို့ရှိရင်အနံ့တွေထွက်လာအဲ့အနံ့တွေထွက်လိုက်အဲ့ဂုံးတွေကိုပြန်ပြီးနေပူလှမ်းရတာနဲ့ပြီးလို့အဲ့ဂုံးတွေကိုပြန်ပေါင်းပြီးမှစိုက်ထိုးတွေကိုပြန်ထည့်တယ်အလုပ်တွေရှုပ်တယ် plastic ကတော့ပြီးတော့เนาะ plastic ဖြစ်တဲ့အတွက်အများတန်းဒီကောင်အပူချိန်တွေလည်းထိတွေ့နေတယ်ပြီးလို့ရှိရင် plastic လည်းဖြစ်တဲ့အတွက်ဘက်တီးရီးယားမှာခိုးအောင်မှုနည်းတယ်ခုနဂွန်းနဲ့ဆိုင်ဘက်တီးရီးယားခိုးအောင်မှုဒီ plastic မှာじゃနည်းတယ်ဒါကြောင့်မလို့ကျွန်တော်လုပ်တဲ့လုပ်ငန်းစဉ်မှာတော့ plastic ပဲကျွန်တော်သုံးပါတယ်လို့เนาะအဓိကတော့ကျွန်တော်တို့ဒီပေါင်းတဲ့လုပ်ငန်းစဉ်ကအဓိကအထုပ်ထဲမှာရှိတဲ့အစာတွေနှက်သွားဖို့ပဲလိုတာကျန်တဲ့အပေါ်ကဟာတွေကအထဲကိုချွေးမွင်ရပြီเนาะကျေးဇူးပါမင်္ဂလာပါကောက်ကုန်းကိုစိုက်တဲ့အချိန်မှာဂျက်စက်ကူကိုကျွန်တော်တို့ကဂျက်စက်ကူနဲ့ရောပြီးသုံးကြတယ်เนาะကျွန်တော်နွားချီနဲ့ပဲစိုက်ပြီးလို့ရှိရင်ဗေဒါနဲ့ပဲစိုက်အခြားမြေပဲရိုးနှမ်းရိုးမြေပဲကွန်စသဖြင့်ပေါ့လေအခြားကုန်ကျန်းပစ္စည်းတွေနဲ့ကောက်ရိုးတို့ဝါလေတို့ကလွဲရင်ကြံတဲ့ပစ္စည်းတွေခံတဲ့ကုန်ကျန်းပစ္စည်းအားလုံးဒီဂျက်စက်ကူနဲ့ရောစိုက်မှာမိုးထွက်နှုံးကောင်းတာเนาะမိုးထွက်နှုံးကောင်းတယ်လို့ပြောတာเนาะမိုးထွက်တာကိုပြောတာမဟုတ်မိုးကတော့ထွက်တယ်ဒါနဲ့မိုးထွက်နှုံးကောင်းတယ်ဆိုတာကအဲ့ဒီဂျက်စက်ကူရောဆိုင်မှာကောင်းတာဂျက်စက်ကူရဲ့ဓာတ်ကဘာတွေပါလဲဆိုလို့ရှိရင်ဂျက်စက်ကူထဲမှာဆဲလူလိုဓာတ်ပါတယ်ပြီးလို့ရှိရင်ဂျက်စက်ကူလို့ပြောရတာကဂျက်စက်ကူကိုသုံးခိုင်းတာကဂျက်စက်ကူရဲ့ဂျက်စက်ကူတစ်ခုနဲ့တစ်ခုရဲ့ဂျာထဲမှာအမြောင်းလေးတွေပါတယ်လေအဲ့ဒီအမြောင်းလေးတွေမှာမှုမြတ်ဝင်ပြေးတာကောက်ရိုးမိုးဆိုတာကောက်ရိုးအလုံးရှိတယ်ဗျာအဲ့ကောက်ရိုးအလုံးတွေကိုမှုမြတ်ဝင်ပြေးတာမှုမြင်လေးတွေဝင်ပြေးပြီးတော့အပေါ်မိုးကအသီးဖြစ်တာအဲ့တော့ပြောချင်တာဗာလဲဆိုလို့ရှိရင်ဘီလက်မီစက်ကူနဲ့စိုက်လို့ရလားဆိုတဲ့အဖြေမေးခွန်းမှာကျွန်တော်အနေနဲ့ကတော့သဘောမကျလို့မဆိုင်ဘူးကျွန်တော်လိုချင်တဲ့ဆဲလူလူတက်ကောပြီးလို့ရှိရင်ဒီခုနကတော့ကျွန်တော်လိုချင်တဲ့ဟိုအမြောင်းလေးတွေเนาะခုနအလုံးအဲ့လိုမျိုးမှုမြင်ဝင်ပြည့်မဲ့နေရာလေးတွေဖန်တီးပေးလို့မရတဲ့ပစ္စည်းမှုလို့ကျွန်တော်ဒါတွေကိုသုံးပြီးမဆိုင်ဘူးအခြားသုံးပြီးစိုက်တဲ့လူတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါသူတို့ကဘယ်လောက်ထွက်လဲပါညာအဲ့ဒါတော့ကျွန်တော်သေချာခန်းခန်းနာမသိပါဘူးကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့ဆဲလူလူတက်ကလည်းအဲ့ဒီဟိုဘီလက်မြေအိတ်ကတွေရမယ်လို့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ဘီလက်မီအမှုံတွေရှိတယ်လေဘီလက်မီအမှုံတွေဒီရေဆိုလိုက်ပြီဆိုတာနဲ့ခဲသွားမှာလीเนาะခဲသွားမှာခဲသွားမှာဆိုလို့ရင်မှုမြင်သူကကုတ်အားမှုမြင်ကုတ်အားဒီကျွန်တော်နဲသွားလိမ့်မယ်เนาะနဲသွားလိမ့်မယ်ဒါကြောင့်မလို့စိုက်မယ်ဆိုရင်တော့စမ်းစိုက်ကြည့်ပါဒါပေမဲ့ကျွန်တော်အနေနဲ့တော့မကြိုက်ပါဘူးเนาะနောက်တစ်ချက်ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ယုံစနစ်နဲ့စိုက်လို့ရှိရင်ရေလောင်းတာကဘောင်မြေပေါင်းစနစ်နဲ့အတူတူပဲလားဆိုတော့အတူတူပါပဲရေလောင်းတာကတော့လေဒါနဲ့
များသောအားဖြင့်ဆေးဖြန်းမှုနဲ့လောင်းတာကိုကြိုက်ပါတယ်ရေလောင်းတယ်ဆိုတာရေပန်းခရိုင်းနဲ့လောင်းတာတို့ပြီးလို့ရှိရင်ရေပိုက်ကြီးနဲ့လောင်းတာတို့ရေကွက်ကြီးနဲ့လောင်းတာတို့ခိုင်းမုံကြီးနဲ့လောင်းတာတို့အဲ့လိုမျိုးလုံးလို့မရပါဘူးเนาะရေအမွှားလေးကိုလိုချင်တာရေမွှားဆိုတာလေးကိုလိုချင်တာเนาะအဲ့ဒီအတွက်ဆေးဖြန်းဖုံးနဲ့နော်ဆေးဖြန်းပုံးနဲ့ဖြန်းတာဒီအဆင်ပြေဆုံးပါဒါပေမဲ့အဲ့ဒီဆေးဖြန်းပုံးဒီမှိုစိုက်ပျိုးရေးလုပ်ငန်းတစ်ခုပဲအတွက်ပဲသုံးတဲ့ဆေးဖြန်းပုံးဖြစ်ရမယ်နော်အခြားအပင်တွေအခြားဆေးတွေဖြန်းထားတဲ့ဆေးဖြန်းပုံးကိုအလွယ်တကူဆေးကြော်ပြီးသုံးမယ်ဆိုလို့ရှိရင်မှိုတွေပျက်စီးတတ်တယ်နော်ဒါလေးတော့သတိထားပေးပါကျေးဇူးတင်ပါတယ်